for ส่งတဲ့ကနေထွက်ပြီးပြင်းစရာကောင်းတဲ့ဘဝကနေထွက်လို့ရတဲ့အချက်၅ချက်နောက် A ကတော့ Facebook နဲ့ TikTok မှာ online marketing အကြောင်းတွေ content ဖန်တီးတဲ့အကြောင်းတွေကို sharing လုပ်ပေးနေတဲ့သူတယောက်ပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီ video ကိုကြည့်ဖို့မအားဘူးဆိုရင် save ထားလို့လည်းရပါတယ်ဒီ video ထဲမှာเนาะcomfort zone ထဲကနေနေနေတဲ့လူတွေပေါ့ comfort zone ထဲမှာနေရတဲ့သူတွေရှိလိမ့်မယ်ဥမာစားနေကြဟာတွေပဲစားလုပ်နေကြဟာတွေပဲလုပ်เนาะဒီ comfort zone တွေကနေမထွက်ရဲတဲ့သူတွေရှိလိမ့်မယ်เนาะထွက်လိုက်လို့ရှိရင်ငါဘာဖြစ်သွားမလဲဟုတ်တယ်မလားငါ safe မဖြစ်ဘူးဆိုတဲ့ခံစားချက်မျိုးရှိနေတဲ့သူတွေပေါ့เนาะဒါပေမဲ့ဘဝကြီးကလည်းတိုးတက်ပြောင်းလဲမလာဘူးဒီဘဝကြီးမှာလည်းမနေချင်တော့ဘူးဆိုတဲ့သူတွေအတွက်ဒီအချက်၅ချက်လောက်ကြည့်ပါရှင့်နံပါတ်1ကတော့နေတဲ့နေရာပြောင်းခြင်းတော့မဟုတ်မြို့ပြောင်းခြင်းနိုင်ငံပြောင်းခြင်းပေါ့နော်ဥပမာnóiဆိုရင်လေနေတဲ့နေရာဥပမာမန်းလေးမှာနေတယ်နေတဲ့အခါမှာ comfort zone ထဲမှာနေရတယ်ငါဘယ်မှမပြောင်းငါဒီမှာပဲ safe ဖြစ်တယ်လို့ခံစားချက်မျိုးဖြစ်လာလို့ရှိရင်ထိုင်းပြောင်းသွားတာမျိုးဒါဥပမာပြောပြတာပေါ့နော်အဲ့တော့ကိုယ့်အနေနဲ့အခုမှနေရတဲ့နေရာမှာမတိုးတက်ဘူးမပြောင်းလဲဘူးခံစားရလို့ရှိရင်ပိုတိုးတက်ပြောင်းလဲမယ်လို့မြင်တဲ့နေရာကိုပြောင်းတာမျိုးပေါ့အလုပ်နေရာပြောင်းတာနော်လှုပ်နေတဲ့အရာတွေပြောင်းတာဒါမျိုးတွေပြောင်းကြည့်တခုအပြောင်းလဲလှုပ်လိုက်ပြီးဆိုတာ ਨੇ comfort zone တွေထွက်ပြီးလို့တတ်မှတ်လို့ရတယ်ဥပမာnóiဆိုရင်မန်လေးဆလာနေတော့ဆိုလေလမ်းနေဆိုအလွတ်သွားတယ်ဆိုတာတခြားလမ်းမသွားရောလမ်းပြောင်းမှာဆိုလို့ဒါပေမဲ့တနေ့မှာညီးငွေ့လာတဲ့ခါကျတော့လေဘာလို့ဖြစ်လဲဆိုတော့တခြားလမ်းတွေ꿰ပြီးတော့သွားကြည့်လိုက်တယ်အဲ့ချိန်မှာလူကဘာဖြစ်လဲဆိုတော့ပျော်လာလို့ခံစားဟဲ့ငါသွားနိုင်တာပဲငါလှုပ်နိုင်တာပဲဆိုတော့ခံစားချက်မျိုးလည်းဖြစ်လာတယ်ပေါ့နော်ဒါကတော့လှုပ်ကြည့်ပါရှင့်နံပါတ်2ကပါလဲဆိုရင်ကိုယ့်အတွက်လှုပ်ရတာsafe ဖြစ်တယ်ဆိုတော့အလုပ်မျိုးတွေကိုမလှုပ်ပဲညင်းကြည့်လှုပ်ရတာ safe ဖြစ်တယ်ဆိုတာငါလှုပ်နိုင်တယ်ဥမာဗာလဲတရက်ထဲကိုဗီဒီယို9ပုတ်ရိုက်ခိုင်းရင်ဥမာnóiဆိုရင်ရိုက်နိုင်တယ်တရက်ထဲကိုlive နှစ်ခါလွှင့်တယ်ဒါလွှင့်နိုင်တယ်အဲ့လိုမျိုးအလုပ်တွေမလုပ်ပဲနဲ့ပေါ့နော်ကိုမလုပ်နိုင်လောက်ဘူးလို့ထင်တယ်အလုပ်တွေလက်ခံကြည့်လုပ်ကြည့်ဥမာတရက်ကိုဗီဒီယိုအပုတ်20လောက်ခိုင်းတာမျိုးနော်ဥပမာကိုကအယောင်းဝန်ထမ်းဆိုရင်တရက်ကို sales target ပို့တိုးပြီးလောက်တာမျိုးပေါ့နော်အဲ့တော့ကိုအတွက်လုံနိုင်မယ်လို့ယုံကြည်တဲ့အရာတွေတေချာနေတဲ့အရာတွေကိုမလုပ်ပဲနဲ့မလုပ်နိုင်လောက်မဲ့အရာတွေကိုလက်ခံပြီးလုပ်ကြည့်တာမျိုးလုပ်ကြည့်ပါရှင့်နံပါတ်3တစ်ချက်ကတော့ကိုတွေးတဲ့အရာတွေကိုနော်ပါစက်ကနေထုတ်ပြောရဲခြင်းသူတပါးကိုထိခိုက်နစ်နာစေမယ့်အရာတွေတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ပြောလိုက်တဲ့ချိန်မှာပိုကောင်းသွားမယ်လို့ထင်တဲ့အရာတွေကိုအတွက်ရောကိုပြောလိုက်တဲ့လူတွေတို့ရောပိုကောင်းသွားမယ်လို့ထင်တဲ့အရာတွေဆိုရင်ထုတ်ပြောကြည့်အားလုံးဥပမာပေါ့နော်ကိုရဲ့မိသားစုအတိုင်းဝိုင်းတဲ့တယောက်ကိုအရက်ဖြတ်ချင်တယ်ဒါပေမဲ့ပြောလို့မပြောချင်ဘူးတည်မလားမပြောချင်ဒါပေမဲ့ထုတ်ပြောလိုက်လို့ရှိရင်သူပိုကောင်းသွားမယ်เนาะဆိုလို့ရှိရင်ထုတ်ပြောလိုက်တာမျိုးအဲ့တော့အဲ့လိုမျိုးပြောကျင့်ချင်းကလေကိုယ့်ကိုပို့ပြီးတော့ပြောရဲဆိုရဲလူတယောက်လည်းပို့ဖြစ်စေမယ်တခါတလေလေကိုယ်ပို့ပြီးတော့မှစိတ်ပေါ့ပါစိတ်သက်သာရလဲရစေမယ်ပေါ့နော်တခါတလေလဲကိုယ့်ရဲ့ဘဝအတွက်ကိုယ့်ရဲ့တိုးတက်ပြောင်းလဲမှုအတွက်မှာလဲအထောက်ကိုဖြစ်စေတယ်ဆိုတော့ပြောကြည့်နော်ကိုမပြောရဲလောက်မဲ့အရာတွေအတွေးထဲမှာတော့ရှိတယ်ဒါပေမဲ့မပြောရဲလောက်မဲ့အရာတွေကိုစကလုံးကောင်းလေးတွေရွေးချယ်ပြီးတော့မှပြောကျင့်ကြည့်ပါနံပါတ်4တစ်ချက်ကိုထိန်ချုပ်လို့မရတဲ့အရာတွေကိုလှုပ်ကြည့်ထိန်ချုပ်မရတဲ့အရာတွေဆိုတာကဥပမာပေါ့နော်ထိုင်းနိုင်ငံကနေပစ္စည်းတင်သွင်းတယ်အခုချိန်မှာဆိုပို့ဆိုးရပေါ့နော်ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံပစ္စည်းတင်သွင်းနေရောင်းနေအဲ့တော့လမ်းမှာပစ္စည်းတွေကဘယ်လိုပဲဖြစ်မယ်မသိပြီးတော့ထိုင်းကိုပစ္စည်းမှာရတဲ့အတွက်ကြောင့်ငွေဈေးတွေအတက်ကြဘယ်လိုဖြစ်မယ်မသိဘာမှထိန်းချုပ်လို့မရဘူးဆိုတဲ့အရာတွေလှုပ်ကြည့်ပေါ့နော်ဒါဥပမာပြတာပေါ့နော်တခြားသောကိုထိန်းချုပ်လို့မရတဲ့အရာတွေအများကြီးရှိလိမ့်မယ်လှုပ်ကြည့်အားလုံးကိုရဲ့လုံနိုင်စွမ်းတွေပို့ပြီးတော့မှတက်လာတယ်နော်ကိုရဲ့တီးခံနိုင်စွမ်းနေပို့ပြီးတော့တက်လာတယ်ကိုရဲ့
ဘယ်လိုပြောရမလဲယဉ်ကျေးမှုတွေလည်းအများကြီးတွေ့လာရလိမ့်မယ်။ဥပမာnóiဆိုရင်ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကိုပစ္စည်းတင်သွင်းတဲ့သူတယောက်ဖြစ်တယ်။အဲ့တော့ခုနပြောတဲ့အရာတွေအများကြီးကြုံရတယ်ထိန်းချုပ်လို့မရအောင်ငွေဈေးအတက်အကျနော်ပစ္စည်းလမ်းမှာပို့လို့ရမရတာတွေအကုန်လုံးထိန်းချုပ်လို့မရတဲ့အတွက်ကြောင့်အမြဲတမ်းယဉ်ကျေးရတယ်အမြဲတမ်းဘယ်လိုပြောရမလဲတီးခံရတယ်နော်ကိုယ့်ရဲ့တီးခံနိုင်ဆိုလောက်နိုင်ဆိုနေယဉ်ကျေးမှုတွေအများကြီးထပ်ပြီးတိုးစေတဲ့အရာပြောရမယ်ဆိုရင် comfort zone တွေကနေထွက်တယ်အဲ့တော့ကိုထိန်းချုပ်လို့မရလောက်မဲ့အရာတွေလောက်ကြည့်ယဉ်ကြည့်နောက်ဆုံးတစ်ချက်ပေါ့နော်ကိုမားကြောင်ဝန်ခံရဲရမယ်နော်တချို့ကလေ comfort zone ထဲမှာနေနေတဲ့သူဆိုပို့ဆိုးတယ်ငါလုံနေတာမဟုတ်မမှန်သေးဘူးဆိုတာကိုလက်မခံရဲကြအောင်ဘာလို့လဲကြောက်တယ်နော်တို့ရဲ့ခံစားချက်က safe မဖြစ်မှာကြောက်တယ်အုံနောက်ကနော် तू safe မဖြစ်ဘူးလို့ခံစားရတဲ့အချိန်မှာသူ့ကိုယ်သူအမြဲတမ်းကာကွယ်တယ်မပြောနဲ့နော်နေမားကြောင်မပြောနဲ့ငါအမြဲတမ်းမှန်တယ်ဆိုပြီးကိုယ့်ကိုအမြဲတမ်းကာကွယ်ပေးတာအဲ့ဒါအုံနောက်ရဲ့အလုပ်နော်ဆိုတော့ငါမားတယ်လို့ဝန်ခံလိုက်လို့ရှင်လေအားလုံးမားတယ်လို့ဝန်ခံမှမှန်တဲ့လမ်းကိုကိုကရောက်သွားမှာမားတယ်လို့ဝန်ခံမှမှန်တဲ့အရာတွေနဲ့ကိုကတွေ့နိုင်မှာအဲ့တော့နော်လူတယောက်တိုးတက်ပြောင်းလဲဖို့ဆိုရင်လေကိုရှိနေတဲ့အခြေအနေကိုလက်ခံတက်ဖို့လိုတယ်အခြေအနေမှန်အောင်လက်ခံတက်ဖို့လိုတယ်โอเคငါအခုချိန်မှာဒီအဆင့်ပဲရောက်နေသေးရဲ့အဲ့တော့ငါနောက်တစ်ဆင့်သွားချင်တယ်အဲ့တော့ဒီအဆင့်မှာရှိနေဆိုတာကိုယ့်ကိုလက်ခံမှရမယ်မားကြောင်လက်ခံရဲတယ်ဝန်ခံရဲတယ်ဆိုရင်အမှန်မြင်ဖို့เนาะအခွင့်ရေးလဲရှိတယ်အဲ့ဒါကြောင့်မလို့မားကြောင်ဝန်ခံကြည့်ပါဘသူမှတချို့တော့ပတ်ဝန်းကျင်တွေမှာဆိုမားတယ်ဆိုတဲ့သူကိုနှိမ်တဲ့ပတ်ဝန်းကျင်လဲရှိချင်ရှိလိမ့်မယ်ဒါပေမဲ့အနှိမ်ခံရတာကเนาะအမြဲတမ်းမတိုးတက်မပြောင်းလဲပဲနေရတာထက်တော့ပိုဆိုးတယ်ဟုတ်တယ်မလားဆိုတော့တိုးတက်ပြောင်းလဲချင်နေဆိုရင်တော့မားကြောင်ဝန်ခံကိုယ့်ချင်တွေကိုလက်ခံနောက်တစ်ဆင့်တက်ဖို့စ조사เนาะအဲ့တော့ဒီအချက်၅ချက်ကိုလုပ်ကြည့်ပါ comfort zone နဲ့နေရတဲ့သူတွေအတွက်အရန်အကျိုးရှိလိမ့်မယ်လို့ယုံကြည်တယ်လုပ်နိုင်လို့ရှိရင်ကိုယ့်ရဲ့ဘဝကတိုးတက်ပြောင်းလဲဖို့ရခိုင်နှုန်းပိုများတယ်အဲ့တော့နဲ့တင်ပေးတဲ့online marketing အကြောင်းတွေ content လုပ်တဲ့အကြောင်းတွေကိုလေ့လာချင်တယ်ဆိုရင်တော့နော် Facebook နဲ့ TikTok မှာ online marketing လို့ရိုက်ထည့်လိုက်ရင်ရပါတယ်အကယ်လို့ online စလုပ်ဖို့နည်းလမ်းတွေလေ့လာချင်တယ်ဆိုရင်တော့ online စလုပ်လို့ရတဲ့အချက်၅ချက်စုထားတဲ့ ebook လေးလည်း free ပေးနေတယ်အဲ့တော့ဒီ Viber QR code လေးကို scan လုပ်ပြီးတော့မှ Viber ထဲမှာ free လာ download ရပါတယ်ရှင့်နော်ဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်